ဒုက္ခရေးမျိုးလူငယ်ဖွံ့ဖြိုးရေးပရိုက်တာဂေဟာမန္တလေးဂေဟာကိုမန္တလေးမြို့ပြည်တကုံမြို့နယ်စက်မှုပန်းချံလမ်းမှာရှိတဲ့ကျွန်တော်တို့မြောက်ဒီမင်းကြီးကျောင်းတိုက်အတွင်းမှာတည်ရှိထားတာဖြစ်ပါတယ်။အဓိကတော့ဒီမှာကတော့ HIV positive ဒီယောဂပိုးရှိတဲ့ဒီကလေးငယ်များဖြစ်ပါတယ်။အဲ့ဒီကလေးငယ်များထဲမှာမိဘနှစ်ပါးစလုံးHIV ဒီကူးစက်တာတွေကလေးကိုဒီဘွေးရပါကူးစက်လာတာတွေဖြစ်ပါတယ်။နောက်တစ်ခါတချို့ကျတော့အမိသို့မဟုတ်အဖပါအဲ့လိုHIV ပိုးကူးစက်ပြီးတော့မှအဲ့ဒီကနေခုနမိဘနှစ်ဦးစလုံးတော်၎င်းတဦးတော်၎င်းကွယ်လွန်ဆုံးပါပျောက်ပြက်ပြီးတော့မှဒီတက်ဆိုင်ရာဆွေမျိုးသားချင်းများမဆောက်ရှောက်နိုင်တဲ့အခါမှာကျွန်တော်တို့ဒီကလေးတွေကိုဒီလိုရောက်ရှိလာတာဖြစ်ပါတယ်အဲ့တော့တချို့ကလူပွေးအသင်းဖွဲ့စည်းတွေကတဆင့်လာတယ်တော့တချို့တွေကလည်းကိုယ်တိုင်ဓာတ်ရိုက်လာတယ်အဓိကတော့ကလေးတွေကိုသူ့ရဲ့ဒီမွေးဖွားရပတ်ဝန်းကျင်မှာသူ့ကိုပြုစုစောင့်ရှောက်နိုင်ဖို့အခက်အခဲတွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့ကဒီဂေဟာနေပြီးတော့ကျွန်တော်တို့လက်ခံပြီးတော့မှစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်ခုလက်ရှိတော့ကလေးငယ်တွေကျွန်တော်တို့ဒီအငယ်ဆုံးတစ်နှစ်ခွဲလောက်ကနေမှအသက်20ကျော်အထိအားလုံးပေါင်း84ယောက်ရှိပါတယ်ကျွန်တော်တို့ပုံမှန်အားဖြင့်တော့ဒီကလေးတွေရဲ့ဒီအထူးတွင်တော့သူတို့ရဲ့နံပါတ်1ဒီကျမ်းမာစွာအသက်ရှင်နေထိုင်ရေးပေါ့နော်ကျမ်းမာစွာအသက်ရှင်နေထိုင်ရေးလူလောကကြီးမှာသူကျမ်းမာစွာနဲ့အသက်ရှင်နေထိုင်ခွင့်အတွက်ကျွန်တော်တို့အဓိကဦးစားပေးပြီးတော့မှဒါတွေကိုစောင့်ရှောက်ခဲ့ကြတာဖြစ်ပါတယ်။နောက်ပြီးတော့သူကဒီလူပတ်ဝန်းကျင်ထဲမှာလူကောင်းပဂရိအနေနဲ့ဟလာအများကြီးတူကျွန်တော်တို့ရှင်သန်ရပ်တည်နိုင်ဖို့အတွက်ကျွန်တော်တို့စောင့်ရှောက်ခဲ့ကြတာဖြစ်ပါတယ်။နောက်ပြီးတော့ဒီကလေးတွေရဲ့ဒီလိုအပ်တဲ့ကျွန်တော်တို့အဓိကတော့စားဝတ်နေရေးပေါ့နော်။ပြီးရင်သူတို့ရဲ့ကျန်းမာရေးပြီးရင်ကျွန်တော်တို့သူ့ရဲ့ဒီပညာရေးနဲ့အသက်မွေးဝမ်းကြောင်းအတွက်လည်းပဲကျွန်တော်တို့ဒီမှာတတ်နိုင်တဲ့ကျွန်တော်တို့စောက်ရှောက်ပြီးတော့မှဒီမှာဖြည့်ဆည်းပေးတာဖြစ်ပါတယ်အဲ့တော့အဓိကတော့သူတို့အတွက်ဆိုလို့ရှိရင်ဘာတွေကျွန်တော်တို့ကြုံတွေ့ရတယ်ဆိုတော့ဒီကျွန်တော်တို့လူမှုအဖွဲ့အစည်းပတ်ဝန်းကျင်တွေမှာဒီနေ့မှာတော့အသိအမြင်တွေပိုကျယ်ပြန့်လာတဲ့အတွက်ဒီယောဂဇိုကြီးကူးစက်ခံရသူတွေဟာတာမန်လူများနဲ့အတူရှင်တွဲနေထိုင်နေဆိုတာကိုသိကြပါတယ်သို့တော်လည်းပဲအချို့နေရာတွေမှာဒါမှမဟုတ်ဒီလူအဖွဲ့အစည်းတွဲမှာတော့အနေငယ်တွန့်ဆုတ်နေတာတွေရှိတယ်အဲ့အတွက်ကျွန်တော်တို့ကဘာတော့တီးကြတယ်လောက်ရဆိုတော့သူတို့ရဲ့ပညာသင်ကြားရေးအတွက်ဆိုရင်တီးကြအကြောင်းတွေရှာဖွေရတာတွေရှိတယ်ကျွန်တော်တို့ဒီမှာဒီဂေဟာဆိုရင်ဒီနာကကျွန်တော်တို့ဖုန်းတော်ကြီးပညာရေးအကြောင်းတွေကနေမှလက်ခံပေးတာတွေရှိပါတယ်အဲ့တော့ကလေးတွေရဲ့မူဒါတန်းပညာရေးဒီအခြေခံမူဒါတန်းတော့အခြေခံအလယ်တန်းအဆင့်တွေဒီသင်ကြားပြီးတော့မှကျွန်တော်တို့ပြီးခဲ့တဲ့ကာလတွေမှာဆိုလို့ရှိရင်အခြေခံပညာအထက်တန်းအဆင့်ထိပေါ့လေသင်ယူပြီးမြောက်ခဲ့တာတွေရှိပါတယ်။သို့တော့ဒီတဲ့ကျော်ပြီးတက္ကသိုလ်အဆင့်ထိတော့မရောက်နိုင်သေးပါဘူး။အဲ့ဒီအတွက်လည်းကျွန်တော်တို့ဖြည့်ဆည်းပေးဖို့လိုအပ်တယ်လို့လိုအပ်တဲ့ဒီအတတ်ပညာနဲ့နောက်ပြီးတော့လိုအပ်တဲ့သင်ယူပေးနိုင်တဲ့ဒီအဖွဲ့အစည်းတွေရဲ့အကူအညီတွေလည်းအများကြီးလိုအပ်နေသေးတာရှိပါတယ်။တော့ဒီမှာအထူးသဖြင့်တော့ဒီအရွယ်ရောက်စပြုလာတဲ့ဆက်ကြောတဲ့ဘဝတွေမှာသူတို့ရဲ့ဒီအပြင်ပတ်ဝန်းကျင်တွေနဲ့ထိတွေ့နိုင်မဲ့ဒီအတိုင်းအတာတွေလိုအပ်လာတာတွေနောက်တစ်ခါပြင်ပလူအဖွဲ့အစည်းနဲ့ထိတွေ့တဲ့အခါမှာကြုံရတဲ့အခက်အခဲတွေလည်းရင်ဆိုင်နေရဆဲဖြစ်ပါတယ်အထူးသဖြင့်တော့ဒီအရွယ်ရောက်ပြီးစလူငယ်အချို့ကိုအပြင်ပလုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်တဲ့အခါမှာအဓိကတော့တီးတမဟုတ်တော့လည်းပဲကျွန်တော်တို့ဟိုထူးခြားတဲ့ဒီခွဲခြားဆက်ဆံခံရတဲ့ပေါ့လေဒီအနေအထားလေးတွေအဲ့ဒါလေးတွေကတော့ကျွန်တော်တို့စိတ်မကောင်းစရာလေးတွေရှိနေသေးတယ်ဒီအတွက်လည်းကျွန်တော်တို့ကဟိုတက်နိုင်သမျှတော့ပြန်ဖြည့်ဆည်းပေးနေရတာရှိတော့လည်းပဲဒီဟာကတော့ကျွန်တော်တို့လက်ရှိရင်ဆိုင်ရတာဖြစ်ပါတယ်။ဘာဒီယောဂပိုးရှိတယ်ဆိုရင်လာသက်ဆိုင်ရာလက်ခံရမယ့်အဖွဲ့အစည်းတွေတော်တော်များစုကအနည်းငယ်တွတ်ဆုတ်သွားတာရှိပါတယ်။အဲ့တော့သူကတာမန်တခြားပတ်ဝန်းကျင်ကကျွန်တော်တို့ဒီလူမှုအဖွဲ့အစည်းတွေမှာသူတို့ရုန်းကန်ရတဲ့ဟာမှာဒီခက်ခဲရင်ဒီစိန်ခေါ်မှုတွေဒါရှိနေတာဖြစ်ပါတယ်။အဲ့တော့ဒီကလေးတွေကမကြခင်မှာဟလာကျွန်တော်အရွယ်ရလာတာနဲ့အများသူတို့ဒီပုံမှန်လူအဖွဲ့အစည်းတွေမှာအခြားလူများနဲ့အတူတန်းတူကျွန်တော်တို့သွားလာလှုပ်ရှားနေထိုင်ပြီးတော့မှနိုင်ငံအကျိုးပြုလုပ်ငန်းတွေကိုလုပ်ကြရမယ်ကိုယ်တိုင်လည်းရပ်တည်ကြရတဲ့အခါမှာခုနပြောတဲ့ဒီအသက်မွေးမှုအတတ်ပညာတွေနဲ့ကျန်တဲ့ကျွန်တော်တို့ဒီသင်ကြားမှုစွမ်းရည်အတတ်ပညာတွေအများကြီးလိုအပ်နေတာရှိပါတယ်ဒီအတွက်ဒီဟာတွေဒါကျွန်တော်တို့ဟိုစနစ်တကျနဲ့ကူညီထောက်ပံ့မဲ့အဖွဲ့အစည်းတွေရဲ့အကူအညီတွေနဲ့ကျွန်တော်တို့ကူညီနိုင်မယ်ဆိုရင်တော့ဒီကလေးတွေရဲ့ရှေ့အနာဂတ်ပို့ပြီးဖြောင်းပြီးဖို့ရှိပါတယ်